အိမ်ချမ်းမြေရောင်းဝယ်ပြုလုပ်ကြတဲ့အခါမှာမိတ်ဆွေတို့စိုးရိမ်ဆုံးရပါလေငွေကြေးပမာဏများတာမို့လို့လိန်ခံရမှာကြောက်တယ်စာပဲစာတန်းဆုပ်ရှင်းပါမှာစိုးရိမ်တယ်အကျိုးဆောင်ကစီယံရပြီးရင်တာဝန်မယူတော့မှာကိုပူပန်တယ်ဒီလိုစိုးရိမ်မှုတွေလုံးဝမရှိရအောင်ကျွန်တော်တို့ကျိုးတော်ဆောင်အိမ်ချမ်းမြေကနေပြီးတော့တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့အနေနဲ့ကတောင်တကုံမြောက်တကုံတကုံစိတ်ကံအရှိတကုံမြို့နယ်တွေမှာရှိတဲ့လုံချင်းနဲ့မြေခွက်တွေကိုအဓိကထားပြီးတော့ပေါ်ဆောင်မှုပေးရရှိပါတယ်။ပွဲတစ်ပွဲဆောင်ရွက်တဲ့အခါမှာရောင်းဖြစ်ဖို့အဓိကပွဲခါရဖို့အဓိကဆိုတဲ့စိတ်မျိုးမထားဘဲနဲ့ဝယ်သူဘယ်နဲ့နာစီဖို့ကကျွန်တော်တို့ရဲ့ပထမဦးစားပေးဖြစ်ဆောင်ရွက်ပေးနေပါတယ်။ညီပြင်တော်၎င်းစာဝတ်စာတမ်းတော်၎င်းတခုခုအားနည်းချက်ရှိနေရင်လည်းဖုံးကွယ်မထားဘဲနဲ့ဝယ်သူကိုပွဲလင်းလင်းရှင်းပြပေးပါတယ်။ဝယ်သူကလက်ခံပြီးတော့အရှင်ပြေမှသာအယောင်းဝယ်ဆက်လုပ်ပေးပါတယ်။ပေါ်ဆောင်မှုအနေဖြင့်လည်းညီပဲပြတာတွေကအစစာပဲစာတမ်းစစ်ဆေးပေးတာရှင်းနေခေါ်ပေးတာစီယံငွေပေးချေတာအလဲစာချုပ်ကြီးချုပ်တာအထိအဆုံးလိုက်ပါပြီးတော့ရောင်းသူနဲ့ဝယ်သူစိတ်အေးချမ်းစွာနဲ့အယောင်းဝယ်တစ်ခုပြီးဆုံးသွားအောင်ပေါ်ဆောင်မှုပေးပါတယ်ခင်ဗျာပွဲခါရပြီးတော့စီယံချပြီးတာနဲ့ပျောက်သွားတဲ့ကြိုးဆောင်မျိုးမဟုတ်ပဲနဲ့တချို့သောခရံမြေပေါက်ပြောင်းတဲ့အယောင်းဝယ်တွေမှာတော့ဒီရန်ကင်းမက်မုတ်တင်ရုံးမှာလက်မှတ်ထိုးရတဲ့အထိကိုကျွန်တော်တို့လိုက်ပြီးတော့လိုအပ်သမျှတွေကိုကိုယ်တိုင်လိုက်ပါပြီးတော့ကူညီဆောင်ရွက်ပေးပါတယ်ဈေးနှုန်းညှိနှိုင်းပေးမှုတွေမှာလည်းရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်စစ်ကျေနပ်မှုရစေမယ်ဈေးနှုန်းညှိနှိုင်းမှုမျိုးဖြစ်အောင်အတတ်နိုင်ဆုံးကျွန်တော်တို့စ조사ပြီးတော့ညှိနှိုင်းဆောင်ရွက်ပေးပါတယ်ခိုင်မာမှုအတွက်စိတ်နေခေါ်ယူပေးတာတွေစာချုပ်စာတမ်းကိစ္စရပ်တွေလွဲပြောင်းခြင်းကိစ္စတွေကိုလည်းဝယ်သူဖက်ရောရောင်းသူဖက်ရောနောက်ပိုင်းမှာနားလည်မှုမလွဲမှားကြစေဖို့အတွက်အစကတည်းကလုပ်ငန်းစဉ်တွေကိုတဆင့်ချင်းအယိုးရှင်းဆုံးနားလည်သဘောပေါက်အောင်အသေးစိတ်ပေချာရှင်းပြပြီးမှစီစဉ်ဆောင်ရွက်ပေးပါတယ်။ဒီပညာတွေထွန်ကားလာတာနဲ့အမျှရောင်းသူကိုဝယ်သူကကြောက်ရတယ်လို့အခုဝယ်သူကိုလည်းရောင်းသူကကြောက်နေရတဲ့ခေတ်ကိုရောက်လာပါတယ်။ရောင်းချလိုတဲ့ပိုင်ရှင်တွေကလည်းစိတ်အေးချမ်းသာစွာနဲ့မြန်ဆန်စွာရောင်းချခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့ပိုင်ရှင်တွေရဲ့အချက်လက်တွေအိမ်နဲ့ပတ်သက်တဲ့အချက်လက်တွေပေးပို့ပြီးတော့ကျွန်တော်တို့ကိုလုပ်ငန်းအပ်လို့ရတယ်လို့ဝယ်ယူလိုသူတွေကလည်းကိုလိုချင်တဲ့ချက်လက်တွေပေးပြီးတော့ကျွန်တော်တို့ကိုစိတ်ချရမဲ့ဝယ်သူမနဲ့နာစီမဲ့အယောင်စည်းရင်းတွေကိုစောက်ဖွေခိုင်းလို့ရပါတယ်ခင်ဗျာအဆုတ်ရှင်းကင်းစိတ်အေးချမ်းသာစွာနဲ့မန်ကန်တဲ့အိတ်ချန်ကြီးအယောင်ဝယ်လှုပ်ချင်သူတွေအနေနဲ့ကျွန်တော်တို့ကျိုးတော်ဆောင်အိတ်ချန်ကြီးရဲ့ဖုန်းဒါမှမဟုတ် Viber 39 999 699 599ကိုယုံကြည်စွာဆက်သွယ်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ